ဇလန်းစာမှာတော့ဖလူကာလို့ခေါ်တဲ့လူကြီးတစ်ယောက်ဟာတင်ချိုင်းတစ်ခုမှာထူးဆန်းတဲ့အယိုးကောင်းတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲ့ဒီအယိုးကောင်းကနေထွက်လာတဲ့အဖြူရောင်ခိုးငွေတွေကသူ့စီကိုကူးဆက်သွားပြီးနောက်မှာတော့ဖလူကာဟာမယုံနိုင်စရာကောင်းတဲ့ကုသခြင်းစွမ်းအားတွေကိုပိုင်ဆိုင်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်းကယ်လီဆိုတဲ့ចောင်းသားလေးဟာအမြဲတမ်းအနိုင်ကျင့်ခံနေရသူပါ။သူဟာစက်ကူတွေနဲ့ပလတ်စတစ်တွေကိုစားတတ်တဲ့ထူးဆန်းတဲ့အကျင့်ရှိတာကြောင့်ကျောင်းမှာလူပြောင်စရာဖြစ်နေခဲ့ပါတယ်။သူ့ရဲ့တငယ်ချင်းဖြစ်သူဒိုမီနီကကာကွယ်ပေးဖို့စ조사ပေမဲ့လည်းလူမိုက်တစုကတော့ကယ်လီကိုဆိုးဆိုးရွားရွားနှိပ်စက်ခဲ့ကြပါတယ်။ကယ်လီရဲ့မိခင်ဖြစ်သူဘာနစ်ဟာတားဖြစ်သူရဲ့စိတ်တန်ရာတွေကိုကုသပေးနိုင်ဖို့မြို့ထဲမှာနာမည်ကြီးနေတဲ့ဖလူကာကိုအိမ်ထဲဖိတ်ခေါ်ခဲ့ပါတယ်။ဒါပေမဲ့ဖလူကာကကယ်လီကိုကုသပေးဖို့စ조사တဲ့အချိန်မှာပဲထူးဆန်းတဲ့ဝေဒနာကိုခံစားရပြီးအဲ့နေရာမှာတင်အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ထူးဆန်းတာကဖလူကာကွယ်လွန်သွားတဲ့အချိန်မှာပဲသူ့ရဲ့စွမ်းအားတွေကကယ်လီစီကိုအကုန်ရောက်လာတာပါပဲ။အခုဆိုရင်ကယ်လီမှာဒဏ်ရာတွေကိုချက်ချင်းပျောက်ကင်းစေတဲ့စွမ်းအားရှိနေုံတင်မကပဲသူ့ကိုတယောက်ယောက်ကနာကျင်အောင်လုပ်ရင်အဲ့ဒီနာကျင်မှုကတိုက်ခိုက်တဲ့သူစီကိုပဲတိုက်ရိုက်တံပြန်ရောက်သွားတဲ့စွမ်းအားကိုပါရရှိသွားတာပါဒီစွမ်းအားကိုတည်သွားတဲ့ကယ်လီဟာသူ့ကိုအမြဲနှိပ်စက်နေတဲ့ရိတ်ကိုပြန်ပြီးတုတ်ပြန်ခဲ့ပါတယ်ရိတ်ကကယ်လီကိုထိုးလိုက်တိုင်းရိတ်ကိုယ်တိုင်ပဲနာကျင်မှုကိုခံစားနေရတာကြောင့်ကြောက်လန့်တကြားထွက်ပြေးသွားခဲ့ရပါတယ်ဒါပေမဲ့ဒီစွမ်းအားရဲ့နောက်ွယ်မှာကြောက်စရာကောင်းတဲ့အမှောင်ဘက်ချမ်းတွေလည်းရှိနေပါတယ်တညမှာတော့လူမိုက်တစုဟာကယ်လီကိုခြောက်လန့်ဖို့အတွက်သူနေတဲ့အိမ်တွဲလေးကိုကားနဲ့တိုက်ပြီးဖျက်ဆီးခဲ့ကြပါတယ်။ကန်ဆိုးတာကအဲ့ဒီအချိန်မှာကယ်လီရဲ့မိခင်ဟာအိမ်ထဲမှာရှိနေခဲ့တာပါ။မတော်တဆပောက်ကွဲမှုကြောင့်ကယ်လီမိခင်ဟာမီးထဲမှာတင်အသက်ပြောက်သွားခဲ့ရပါတယ်။ဒီဖြစ်ရပ်ကကယ်လီကိုအကြီးအကျယ်စိတ်ထိခိုက်သွားစေပြီးအပြင်းထန်ပြန်လည်ခြေပဖို့တွန်းအားဖြစ်စေခဲ့ပါတယ်။ကယ်လီဟာသူ့မိခင်ကိုအန္တရာယ်ပြုခဲ့တဲ့သူတွေကိုတယောက်ပြီးတယောက်ရှင်းလင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာကိုကိုအသက်ရှူကျအောင်လုပ်ပြီးရန်သူတယောက်ကိုရေထဲမှာဇက်သိမ်းခဲ့တယ်လို့ဓာတုဗေဒအက်ဆစ်တွေကိုသုံးပြီးတော့လဲနောက်တစ်ယောက်ကိုအဆုံးသတ်ပေးခဲ့ပါတယ်။သူကိုယ်တိုင်မှာဒဏ်ရာမရပေမဲ့သူ့ကိုရန်ပြုတဲ့သူတွေကတော့တဖြည်းဖြည်းနဲ့လောကကြီးကနေထွက်ခွာသွားကြရပါတယ်။နောက်ဆုံးမှာတော့ဒီချိန်စာတင်စွမ်းအားကိုအဆုံးသတ်ဖို့အတွက်ကယ်လီဟာတင်ချိုင်းကိုပြန်သွားခဲ့ပါတယ်။ဒီစွမ်းအားကိုဆွန့်လွတ်ဖို့ဆိုရင်သူကိုယ်တိုင်လည်းအသက်ဆုံးရမယ်ဆိုတာကိုသိလိုက်ရပါတယ်။ရုံးရင်းဆန်ခတ်ဖြစ်ပွားမှုကြားမှာကယ်လီတင်မကပဲသူချစ်ရတဲ့ဒိုမီနီပါအန္တရာယ်ဖြစ်ပြီးအသက်ဆုံးရှုံးသွားခဲ့ပါတယ်။ဒါပေမဲ့ဇလန်းကဒီမှာတင်မပြီးသေးပါဘူး။ကယ်လီကွယ်လွန်သွားပြီးနောက်မှာဒီထူးဆန်းတဲ့ကုသခြင်းစွမ်းအားတွေကဒိုမီနီစီကိုကူးဆက်သွားခဲ့ပြီးသူမပြန်လဲနိုးထလာတာနဲ့အတူဇလန်းကပြီးဆုံးသွားခဲ့ပါတယ်။တခါတလေမှာကျင်းစာဆိုတာလက်ဆောင်တစ်ခုလိုရောက်လာတတ်တယ်လို့လက်ဆောင်ဆိုတာကလည်းကျင်းစာတစ်ခုဖြစ်နေတတ်ပါတယ်။